မင်္ဂလာပါ Experience Share မှာကြိုဆိုပါရစေအခုဝင်လာပေးခြင်းတဲ့အကြောင်းလေးကတော့ Payroll သင်ခန်းစာအပိုင်း2အနေနဲ့ Employee Step ဝန်ထမ်းတွေရဲ့ Daily Attendance တွေကို Record လုပ်တဲ့နည်းလေးကိုဝင်လာပေးခြင်းပါတယ် Daily Attendance Record တည်ဆောက်တဲ့ပုံလေးကိုသင်ခန်းစာဒုတိယပိုင်းအနေနဲ့ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Okay တစ်ချက်ကြည့်လိုက်အောင်ပထမဆုံးကျွန်တော်တို့ဒီ payroll အရင်ဗီဒီယိုထဲမှာကျွန်တော်ဆေ့ပြထားတယ်ဒီ payroll ဆိုတဲ့ folder တွေကဒီ payroll ဆိုတဲ့ file လေးကို double click နှိပ်ပြီးတော့ဖွင့်လိုက်မယ် Okay ပုံလေးကကျွန်တော်တို့ရိုက်ထားတဲ့ stat info ဆိုပြီးတော့ရှိမယ် payroll ဆိုတဲ့ file လေးထဲမှာဒီ stat info ဆိုပြီးရှိမယ်ပေါ့နော်အဲ့တော့ဒီ file လေးကိုကျွန်တော်ကထပ်မရိုက်ချင်တော့ဘူးနောက်တစ် file အနေနဲ့ copy ကူးလိုက်မယ်ပေါ့နော်အဲ့တော့ copy ကူးမယ်ဆိုတော့ file ထဲကနေပြီးတော့ဒီ file ကိုပဲ cs နဲ့တင်လိုက်မယ် cs ဘယ်ထဲမှာလဲဆိုတော့ desktop ပေါ်က payroll ဆိုတဲ့ folder ထဲမှာပဲ click ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်အဲ့တော့ payroll ဆိုတဲ့ folder ထဲမှာပဲသိမ်းမယ်ဒါကတော့ဒီ January ဒါမှမဟုတ် February အစရှိစီပြင်ပေးလို့ရတယ်ဘာလို့ဆိုတော့သူတလချင်းစီသက်ဆိုင်တဲ့ payroll တွေကိုတွက်မှာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်ကတော့ဒီ June လကိုတွက်လိုက်မယ် June လို့ရိုက်ထည့်လိုက်မယ်ပြီးသွားလို့ရှိရင် save နော် Okay အဲ့တော့ဒီမှာ June လို့ပြောင်းသွားမယ်ပေါ့နော်ပြောင်းသွားမယ်ဆိုလို့ရှိရင်ခုနက payroll ဆိုတဲ့ folder ထဲမှာ file နှစ် file ဖြစ်သွားမယ်ပထမ file ကကျွန်တော်တို့အရင်ရိုက်ပြီးသားဖြစ်တဲ့ payroll ဆိုတဲ့ file နဲ့ June ဆိုတဲ့ file နဲ့နှစ် file ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော် June ဆိုတဲ့ file လေးကိုဖန်တီးပြီးသွားပြီပြီးတော့လို့ရှိရင်ဒီ stat info ဆိုတာကြီးကိုလည်းကျွန်တော် rename ပေးလိုက်မယ် right click rename ပေါ့ဘာလို့ပေးလိုက်မလဲဆိုတော့ကျွန်တော် daily တွေ record လုပ်ချင်တာဆိုတော့ stat daily attendance record ဆိုပြီးပေးလိုက်အဲ့တော့ဒီနာမည်တွေကလည်းကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ကိုယ့်ဘာကိုအဆင်ပြေတဲ့နာမည်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအရင်နေ့ကကျွန်တော်တို့ဒီဇာတ်ကွက်ရှိမယ်ဒီ employee ရဲ့ data တွေရိုက်သွင်းထားတာရှိမှာပေါ့နော်ကျွန်တော်တို့ဒီမှာကျတော့ဘယ်ထိယူချင်တာလဲဆိုရင်ကျွန်တော်တို့က name ထိပဲယူမယ်ကျန်တဲ့ဒီဘက်ကဟာတွေကျွန်တော်ကမလိုချင်ဘူးပေါ့နော်ဒီနေ့အလုပ်လာလားမလာဘူးလားဒါတွေပဲရိုက်ထည့်မှာဖြစ်တဲ့အတွက်မလိုချင်ဘူးပေါ့မလိုချင်ကျွန်တော်တို့ဖြတ်ထုတ်လိုက်မယ်ဒီကနေပြီးတော့ဒီဘက်ဒီကို selection မှတ်ပြီးတော့ right click delete လုပ်လိုက် Okay ဒါဆိုလို့ရှိရင်ဒီဘက်ကဟာလေးပဲကျန်မယ်ဒီဥစ္စာကိုဒီဘက်မှာကျွန်တော်တို့ဘာတွေရိုက်ထည့်မလဲပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်အဲ့တော့ပထမဆုံးကျွန်တော်တို့က date တွေရိုက်ထည့်မယ်ဒီ date တွေမှာလာလားမလာလားဆိုတော့ဇာတ်ကွက်လေးကိုဆွဲချင်တာဖြစ်တဲ့အတွက် date တွေရိုက်ထည့်မယ်ဖြစ်တယ်အဲ့တော့ဟိုဘက်ကနေပြီးတော့ stat number တွေ SSB number တွေ name တွေကိုခြံထားပြီးတော့ကျန်တဲ့ဟာတွေဖြတ်ထုတ်လိုက်တယ်ဒီမှာကျွန်တော်ပထမဆုံး date ကိုရိုက်ထည့်မယ်ကျွန်တော်ရဲ့ date ကိုရိုက်ထည့်မယ်ပေါ့နော်အဲ့တော့6လပိုင်း1ရက်နေ့322ဒီလိုရိုက်ထည့်လိုက်မယ်အဲ့တော့ရိုက်ထည့်လိုက်ပြီးတော့လို့ရှိရင်ဒီ date ကိုကျွန်တော်ဟိုဘက်တလပိုင်းထိဆွဲမှာဟုတ်တလပိုင်းထိဆွဲမယ်ဆိုတော့ဒီဘက်ညာဘက်ကို free hand နဲ့ဆွဲချသွားလို့ရတယ်ဆွဲချသွားလို့ရှိရင်ကျွန်တော်ဒီလိုကန့်လန့်ကြီးဖြစ်နေတော့ကျွန်တော်အရှိကြီးဖြစ်နေမှာအဲ့တော့ကန့်လန့်မဖြစ်အောင်လို့ကျွန်တော်ဒီဥစ္စာလေးကိုစာလေးကို rotate လှည့်လိုက်အဲ့တော့ဘယ်ထဲမှာလဲဆိုတော့ဒီ alignment ဆိုတဲ့အထက်မှာဒီဆက်နှိပ်ပြီးတော့ဒီလို vertical text လေးလုပ်လိုက်မယ်ပေါ့နော်ရွှေ့လိုက်မယ်ပြီးသွားရင် center ပဲပြန်ထားလိုက်ပါတော့အဲ့ဒီနည်းနဲ့ဒီ date လေးတွေကိုဒီလိုလေးရိုက်ထည့်လိုက်မယ်6လ2022ပေါ့နော်အဲ့တော့6လပိုင်းအတွက်ကျွန်တော်ရိုက်ထည့်လိုက်တယ်ပြီးသွားလို့ရှိရင်ဒီဘက်ကို free hand နဲ့ဆွဲမယ်ပေါ့နော်အဲ့တော့2ရက်6လဒီလိုနည်းနဲ့ date တွေကိုဟိုဘက်ညာဘက်အထိဆွဲချသွားမယ်ကျွန်တော် face series သုံးလို့ရပါတယ်ဒီမှာတော့ကျွန်တော်မသုံးပြတော့ဘူးဒီတိုင်းဟိုပါပဲဆွဲချပါလိုက်တော့ free hand နဲ့ပဲဆွဲချပါလိုက်တော့30 okay နောက်ဆုံးကျွန်တော်တို့30 31ထိဆွဲလိုက်မှာပေါ့နော်31ထိဆွဲလိုက်တဲ့အခါကျရင်တော့တစ်လပိုင်းရောက်9လပိုင်းရောက်သွားတာဖြစ်တဲ့အတွက်ဒီမှာဘာမှမထားတော့ဘဲနဲ့ဒီတိုင်းပဲထားလိုက်မယ်ပြီးတော့ selection လေးပေးပြီးတော့ကျွန်တော်က auto fit column width လေးလုပ်လိုက်မယ် auto fit column width အဲဆိုလို့ရှိရင်ဒီလိုပုံစံလေးပြန်ရမယ်ပေါ့နော် date တွေဒီဘက်မှာစီထားတယ်ဒီက
sorting လေးကိုလည်းကျွန်တော်တစ်ချက်ပြန်ဖြုတ်လိုက်မယ် filter လေးပေါ့နော် filter icon လေးတွေမတက်ချင်တော့ဒီတိုင်းပဲပြန်ထားလိုက်မယ်အဲ့တော့အားဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ date လေးတွေရပြီပေါ့နော်အဲ့တော့ date လေးတွေရပြီကိုလိုချင်တဲ့ data လေးရပြီဆိုရင်ကျွန်တော်ဒီကနေပြီးတော့ဒီအထိကိုကျွန်တော် selection လေးပေးပြီးတော့အားလုံးလဲဆိုလို့ရှိရင် shift key လေးနဲ့မှတ်ပြီးတော့ Opera နှိပ်လိုက်မယ်နော်အဲဆိုရင်ကျွန်တော်ဇာတ်ခွက်လေးရပြီဒီမှာသူဒီနေ့ attendance ဝင်လာမဝင်ဘူးလားဒါကြီးရိုက်ထည့်မယ်ပေါ့နော်အဲ့တော့လောဆယ်ရိုက်မထည့်သေးဘူးဟိုဘက်မှာကျွန်တော်တို့ဒီ link နဲ့ပတ်သက်တာတွေထည့်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်မယ်အဲ့တော့ဒီဘက်မှာ data တွေရှိတယ်ပေါ့နော်အဲ့တော့ညာဘက်မှာကျွန်တော်တို့ data လေးရိုက်ထည့်မယ်ဘာ data ရိုက်ထည့်မလဲဆိုလို့ရှိရင် leave နဲ့ပတ်သက်တဲ့ data တွေရိုက်ထည့်မယ် leave ဆိုတာကဒီဘက်မှာသူဒီနေ့ခွင့်ယူတယ်ဒါမှမဟုတ်အလုပ်လာတယ်ဒါပေါ်မူတည်ပြီးတော့သူက leave တွေဘယ်လောက်ရှိနေပြီလဲဒီလောက်သက်ခွင့်တို့ရှောင်းတကင်ခွင့်ပေါ့เนาะအဲ့လိုပုံစံတွေကိုကျွန်တော်တို့တွက်ထုတ်ချင်တာဖြစ်တဲ့အတွက်ဒီဘက်မှာ leave တွေကိုပန်းစီပြီးတော့ရိုက်ထားမှာပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်က leave မဟုတ်ဆိုလို့ရှိရင်သူ resign လုပ်သွားတာလားဒါမှမဟုတ်ထွက်သွားတာလားဒါမှမဟုတ်သူကခုမှအတက်စပြီးတော့ရောက်တာလားပေါ့เนาะအဲ့လိုတွေကျွန်တော်တို့ calculate လုပ်ချင်တယ်ဒါမှမဟုတ် absent ဖြစ်တာလားဒီဘက်ကရိုက်ထည့်လိုက်တဲ့ data တွေရောမူတည်ပြီးတော့ကျွန်တော်တို့တွက်ထုတ်ချင်တယ်အဲ့တော့ခေါင်းစဉ်လေးကျွန်တော်တို့တက်မယ်အဲ့ခေါင်းစဉ်လေးတွေက leave နဲ့ပတ်သက်တဲ့ဟာတွေပဲပေါ့เนาะအဲ့ဒီမှာတော့ကျွန်တော်တက်ပြမယ့်ဥစ္စာတွေကတချို့ဟာတွေကလိုချင်လဲလိုမယ်မလိုတာတွေဆိုလို့ရှိရင်လည်းဖြုတ်ပြီးတော့သုံးလို့ရတယ်လိုအပ်တဲ့ဟာတွေဆိုလို့ရှိရင်လည်းထပ်ထည့်ပြီးတော့သုံးလို့ရတယ်တော့အဓိကပြောချင်တာက Excel ကိုဘယ်လိုလေးချိန်သွားမလဲဆိုတာကိုပဲအဓိကပြောချင်တာပေါ့နော်ဟို HR ဘိုင်းကြတော့ကျွန်တော်လည်းတိတ် rule တွေနဲ့ပတ်သက်ပြီးတော့ကြတော့ကျွန်တော်အဲ့လောက်ကြီး data ထဲဝင်မသိဘူးအဲ့တော့ကိုကျွန်တော်တီးတလောက်ကိုပဲဒီ Excel ဘယ်လိုချိန်ရတယ်ဆိုတာလေးကို sharing လုပ်ပေးတာအဲ့တော့ဒီ rule တွေအပြောင်းလဲဖြစ်ရင်အဲ့ပေါ်မူတည်ပြီးတော့ကိုကြိုက်တယ်လို့ချိန်သွားလို့ရတယ်ကိုကြိုက်တယ်လို့ခေါင်းစဉ်တွေတက်ပြီးတော့ဖန်တီးသွားလို့ရတယ်အဲ့တော့ပထမတော့ကျွန်တော်ဒီပေါ်မှာ start ဆိုသူဝင်လာတယ်ဆိုလို့ရှိရင် start လုပ်တယ်ပေါ့နော်ဝင်လာတယ်ဆိုလို့ရှိရင်အလုံးမလုပ်သေးဘူးပေါ့လာအစပိုင်းမှာမဝင်လာသေးဘူး9ရက်မြောက်မှာဝင်လာတယ်ဆိုအရှိကနေပြီးတစ်ကနေ4ထီကဒါ starting ပေါ့နော်သူလုံးစဝင်တဲ့ရက်တွေအဲ့တော့ start and resign ဒါမှမဟုတ်ထုတ်လိုက်တယ်ဆိုလို့ရှိရင်လည်းသူထွက်သွားတယ် resign လုပ်သွားတယ်ဆိုလည်း resign နဲ့ပြမယ်ရက်တွေကို R ဆိုပြီးတော့သတ်မှတ်ပြီးတော့ပြမယ်နော် resign or resign ကိုကျွန်တော်တို့ကထုတ်ပြထားတယ်ဖြစ်နိုင်တယ် dismiss ဒီနည်းနဲ့ကျွန်တော်တို့ကဒီခေါင်းလေးတစ်ခုရိုက်ထည့်လိုက်တယ်ပြီးတော့ခုနကလိုပဲ develop လိုပဲမလုပ်ချင်လဲဆိုတော့ထောင်နေတယ်ဆိုရင်ဒီလို format painter လေးသုံးပြီးတော့ထောင်လိုက်လို့ရတယ် okay ခေါင်းစဉ်လေးအကုန်လုံးမြင်ရအောင်လို့ဒီဘက်မှာနော်ခေါင်းစဉ်ထောင်လိုက်လေးတွက်လိုက်ပါဘောနော်အဲ့တော့ start and resign or dismiss သူကအသစ်စဝင်တဲ့လူလားဒါမှမဟုတ်လို့ရှိရင် resign လုပ်တော့တဲ့လူလားဒါမှမဟုတ်ဟို dismiss လုပ်တဲ့အချိန်လားဘောနော်အဲ့ဒါတွေကိုဒီထဲမှာတွက်ထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုလေးခေါင်းစဉ်တက်လိုက်မှာဘောနော်ပြီးတော့ရှင်ဒီဘက်မှာကျွန်တော်တို့က leave တွေတွက်ထုတ်ချင်တယ်ပထမဆုံး unpaid ဆိုပြီးတော့တွက်မယ်အဲ့ unpaid ကိုဘာနဲ့ကိုစားပြုမလဲဆိုတော့ကျွန်တော် think data လေးပေါ့ u နဲ့ကိုစားပြုလိုက်နော်အဲ့ခွင့်စားခွင့်ပေးတယ်မှာ u တို့ရိုက်ထည့်လိုက်မယ်တင်းဟိုမှတ်မိသွားအောင်နော်ပြီးတော့ဒီဘက်ကဥစ္စာလေးကို format painter လေးနဲ့ယူပြီးတော့သုံးလိုက်မယ်နော်အဲ့တော့ဒီတိုင်းလေး unpaid ဆိုပြီးတော့ရမယ် okay ဒီဥစ္စာကိုလည်းကျွန်တော်ဘာတွေနဲ့ကိုစားပြုမလဲဆိုလို့ရှိရင် order enter လေးခောက်ပြီးတော့အောက်မှာရေးလိုက်မယ် start ဆိုလို့ရှိရင် u နဲ့ကိုစားပြုပြီးတော့ resign ဆိုရင် r နဲ့ကိုစားပြုမယ်ဒါမှမဟုတ်လို့ရှိရင်တော့ dismiss ဆိုရင်တော့ d နဲ့ကိုစားပြုမယ်နော်ဒီလိုလေးကျွန်တော်ရေးထားလိုက်မယ်ပြီးတော့လို့ရှိရင် unpaid ရှိမယ်ပြီးတော့ absent absent ဘာနဲ့ကိုစားပြုမယ်ဆို ab ဆိုပြီးတော့ကျွန်တော်အတူခေါက်လေးပေးမယ်နောက်တစ်ခု earn ed and leave ပေါ့နော် e နဲ့ကိုစားပြုလိုက်မယ်သူကတော့လုံးသက်ခွင့်ပေါ့ absent ကတော့ပြတ်ကွက်ပေါ့ unpaid ကတော့ဟိုပါပေါ့ဟိုဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကဒီအဖြတ်ခံရတဲ့ leave ပေါ့နော်ပတ်စံအဖြတ်ခံရတဲ့ leave ကို unpaid leave လို့ခေါ်တယ် okay and leave absent format painter လေးသုံးပြီးတော့ဒီဘက်ကိုရွှေ့ရ okay ဒီဘက်ကိုနည်းနည်းလေးတိုးထားလိုက်မယ် and leave ပြီးသွားရင် cashier ပေါ့ cashier C လို့ပေးလိုက်မယ်ပြီးသွားရင် sales နာမကျန်ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ sick leave ပေါ့နော်ပြီးသွားရင်နောက်တစ်ခု maternity leave ကိုယ်ဝန်ဆောင်ခွင့်ပြီးသွားရင်လက်ထပ်ခွင့် marriage leave တော့ I လို့ပေးလိုက်မယ်
compassionate compassionate leave တီလို့ပေးလိုက်မယ်အဲ့တော့နာရေးခွင့်ပေါ့နော်နာရေးခွင့်လို့ခေါ်မယ်ပြီးသွားရင် gazetted holiday ရှိမယ် gazetted holiday သူ့တော့ကျွန်တော် G လို့ပေးထားလိုက်မယ်အဲ့တော့စနေတနင်္ဂနွေတို့ဒီအစိုးရညွှန်ပေးရက်တွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်တော့ကျွန်တော် gazetted holiday လို့ခေါ်မယ် okay အဲ့ဒါတွေကျွန်တော်အကုန်လုံးပေါင်းပြီးတော့တွက်မှာတွေကနောက်မှာခွင့်ယူရတဲ့ total leave တွေတွက်မယ် total leave အရင်တွက်မယ် total leave တွေပြီးသွားလို့ရှိရင်ကျွန်တော်က leave မှာသူတို့ခွင့်ယူတဲ့အခါကျတော့ကျွန်တော်ကပတ်စံဖြတ်လို့ရတဲ့ leave နဲ့ပတ်စံဖြတ်လို့မရတဲ့ leave ဆိုတာရှိတယ်အဲ့တော့ဖြတ်လို့ရတဲ့ leave ကခုန total leave ထဲမှာပါပြီးသားဆိုတော့မဖြတ်ဘဲနဲ့ပတ်စံပေးရတဲ့ leave ကို paid leave လို့ခေါ်တာပေါ့နော်အဲ့တော့ total paid leave ကိုအရင်တွက်မယ် total paid days leave ပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာတွေကပတ်စံဖြတ်လို့မရဘူးသူတို့ခွင့်ယူပေးမယ်ကျွန်တော်ပတ်စံပေးရမယ်ဘယ်လိုဟာမျိုးလဲဆိုရင်ခုနကearn leave တို့ casual leave တို့ sick leave တို့ maternity leave တို့ marriage leave တို့နော် compassionate leave တို့ဒါတွေကပတ်စံပေးရမှာပေါ့နော်အဲ့ပတ်စံတော့ဖြတ်လို့မရဘူးပေါ့အဲ့ leave တွေကို total တွက်ထုတ်မှာပြီးတော့ရှင် working days by step ဒီဝန်ထမ်းအလုပ်လုပ်ထားတဲ့ working days တွေကိုတွက်ချင်တာနော်အဲ့တော့ဒီတစ်လမှာဆိုလို့ရှိရင်ဥပမာပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်စနေတနင်္ဂနွေတွေဖယ်တယ် gazetted holiday တွေဖယ်ပြီးတော့သူ့ရဲ့ working day ဆိုတာတွေကျွန်တော်တွက်တယ်ဥပမာ3သိန်းရတယ်လို့ဆိုလို့ရှိရင် gazetted holiday နဲ့ခုနကစနေတနင်္ဂနွေတွေဖယ်လိုက်ပြီးတော့ကျန်တဲ့ရက်နဲ့စားပြီးတော့တနေ့ရဲ့လောက်ခလာစာကိုတွက်တယ်ပေါ့နော်တချို့အဲ့လိုတွက်တယ်တချို့ကျတော့အဲ့လိုမဟုတ်ဘူး total working days ကိုပဲတွက်လိုက်တယ်ဘယ်လိုမျိုးလဲဆိုရင်ဒီလမှာသူက start နဲ့ resign မလုပ်ထားတဲ့ဟာပဲကျန်တာကုန်တွက်လိုက်တယ်ဥပမာသူကဝင်လာတယ်9ရက်နောက်ကျပြီးတော့ဝင်လာတယ်ဆိုလို့ရှိရင်ဥပမာဒီလမှာ30ရက်ရှိရင်သူ့ရဲ့ working day က30ဆိုပြီးတော့ဒီလိုနည်းနဲ့တွက်တယ်ပေါ့နော်အဲ့တော့တနေရာနဲ့တနေရာတွက်တာမတူတော့ကိုယ်အဆင်ပြေလို့တွက်လို့ရတယ်ဒီမှာတော့ကျွန်တော်နှစ်ခုလုံးတွက်ထားတယ်ဒါမှမဟုတ် working day by start တွေသူဆင်းလိုက်ရက်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ total working days ဒီလရဲ့ total working day ပေါ့လူနည်းနဲ့ working day တွေတွက်ထားလို့ရတယ်အဲ့တော့ဒီခေါင်းစဉ်တွေကလည်းကိုလိုချင်တဲ့ leave တွေမပါလို့ရှင်ထပ်ထည့်ပါတကယ်လို့မလိုအပ်တဲ့ leave တွေရှိနေရဆိုရင်လည်းဖြုတ်ပြပါနော်ဒီဘက်က total days leave တွေကလည်းတကယ်လို့ကိုယ်အတွက်မလိုအပ်ဘူးဆိုလို့ရှင်ဖြုတ်လို့ရပါတယ်ဘာမှပြဿနာမရှိဘူးတကယ်လို့လိုအပ်တဲ့ leave လိုအပ်တဲ့ total leave တွက်မဲ့ဟာတွေရှိရင်လည်းထပ်ပြီးတော့ထည့်ပါနော်အဲ့တော့ဒီမှာတော့ကျွန်တော် selection မှတ်ပြီးတော့ auto fill column width လောက်လိုက်ရမယ်ဒါဆိုလို့ရှိရင်လုံးဝ fitting လေးကြာသွားပြီးသွားရင်ဒီဘက်မှာကျွန်တော်တို့ remark လေးထည့်အောင်မယ်remark ဆိုပြီးထည့်လိုက်နော်အဲ့ remark ဆိုတာလေးကွက်လေးကိုလည်းနည်းပြန်ချင်းထားလိုက်နော်အားရောမချင်းတော့ဘူးပြီးသွားရင်ကျွန်တော် selection လေးမှတ်ပြီးတော့ all bora ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီထဲမှာကျွန်တော်တို့ခေါင်းစဉ်တွေတက်ပြီးသွားပြီ data တွေဖြည့်ပြီးဝဲကျန်တော့တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ခေါင်းစဉ်တွေတက်ထားတဲ့ခေါင်းစဉ်တွေပေါ်မူတည်ပြီးတော့လည်းအတူရှော့လုပ်လို့ရတယ်ကိုမလိုချင်တဲ့ခေါင်းစဉ်တွေကိုဖြုတ်လိုချင်တဲ့ခေါင်းစဉ်တွေကိုထည့်ပေါ့နော်ကိုနဲ့ကိုက်ညီတဲ့ဟာမျိုးယူလို့ရတယ်ဒီလိုမျိုးဆွဲရဆိုတော့အကြောင်းလေးကိုပဲ sharing လုပ်ပေးတာပါ okay ဒီထဲမှာကျွန်တော်က Sunday တွေကိုအနီအောင်ထားခြင်းသေးတယ်ပေါ့နော်အဲ့တော့ Sunday တွေကိုအနီအောင်ထားခြင်းနဲ့ဒီကနေဒီကိုကျွန်တော် selection လေးပေးလိုက်မယ် okay ပြီးသွားလို့ရင်ကျွန်တော်တို့ကအနီအောင်အစိမ်းအောင်ပါရည်ချဲမယ်ဆိုရင် conditional formatting ကိုသုံးတယ်နော်အဲ့တော့ conditional formatting သုံးတယ်အဲ့တော့new rule ဆိုပြီးတော့ပဲတွားလိုက်မယ်ဒီထဲမှာ formula လေးရိုက်ထည့်မယ်ပေါ့နော်အဲ့တော့ဘာ formula လဲဆိုတော့ weekday ဆိုတဲ့ formula လေး weekday မှာဘာကိုစစ်မလဲဆိုရင်ဒီ e1 ဆိုတာလေးကိုစစ်လိုက်မယ် e1 ကိုစစ်လိုက်မယ်အဲ့တော့ဒီ weekday ကိုကျွန်တော်ဆွဲထုတ်တဲ့အခါမှာဒီ e1 ဆိုတဲ့ကွက်ဟာဘယ်ကနေစမလဲဆိုတော့ကျွန်တော် return type တွေပါတယ်အဲ့တော့ဒီ weekday ဆိုတဲ့ function လေးကိုပြန်ကြည့်လို့ရတယ်နော် video ထဲမှာတကယ်လို့မသိဘူးဆိုရင်အဲ့တော့ကျွန်တော် Sunday ကစမယ်ဆိုရင်1လို့ရိုက်ထည့်လိုက်မယ်ပြီးတော့ green page အဲ့ဥစ္စာက equal to 1နဲ့ညီလာလို့စစ်လိုက်မယ်တကယ်လို့ weekday က1နဲ့
1က Sandy ကစတဲ့အခါမှာသူတွက်ထုတ်လိုက်တဲ့အခါမှာသူက return number တွေပြန်ပြီးတော့1လား2လား3လား4လားအဲ့လိုပြန်ပြီးတယ်1နဲ့ညီရဲဆိုရင်သူကကျင်းတည်တယ် Sandy ပဲအဲ့လို Sandy ဆိုလို့ရှိရင်ကျွန်တော် format လေးကိုအနီရောင်လေးချဲခြင်းပါတယ်ဆိုပြီးတော့ပြမယ် custom တွေကပေးတဲ့က red အနီရောင်လေးကိုရွေးလိုက်မယ်ပြီးသွားရင် okay ပြီးသွားရင် okay အဲ့ဆိုရင် Sandy တွေဆိုလို့ရှိရင်သူအနီရောင်လိုက်ချဲပေးထားလိုက်မယ်နော်ဒီနည်းနဲ့ဒီဥစ္စာက Sandy လားဘာလားဆိုတော့ကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်နော်Okay အဲ့တော့ကျွန်တော်တို့က Sunday အနီရောင်လေးပေါ်လာမှာပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ဒီ Sunday တွေကကျင်းတည်တယ်ကျွန်တော်ကဒါတွေက gazetted holiday ပဲဘာလို့စနေတနင်္ဂနွေနေ့ဖြစ်တဲ့အတွက် gazetted holiday ဒီမှာတော့ကျွန်တော်ကစနေမပိတ်ဘူးလို့ထားလိုက်မှာပေါ့နော်ဥပမာစနေနေ့တစ်ဝက်ပိတ်တယ်ဆိုလို့ရှိရင်လည်းပုံမှန်အပြင်တစ်ရက်စာပဲတွက်ယူတာဖြစ်တဲ့အတွက် Okay အဲ့တော့ဒီ gazetted holiday နေရာမှာကျွန်တော်သူ့ကိုစားပြုတဲ့ G ဆိုတာလေးရိုက်ထည့်လိုက်မယ်ဒီမှာကျွန်တော်တို့gazetted holiday ဆိုရင် G ဆိုပြီးတော့အတူကောက်လေးပေးထားတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေက G မှန်းသိအောင်လို့ကျွန်တော် G လို့ရိုက်ထည့်လိုက်မယ် Okay ပြီးသွားရင်အောက်ကို face handle လေးဆွဲလိုက်မယ်နော်ပြီးတော့ဒီဥစ္စာကိုလည်း G ပဲပေါ့ဒါတွေကကျွန်တော်ဒီထည့်ရမယ့်လူက daily ထည့်ရမှာပေါ့နော်ဒီတစ်လမှာဘယ်ဥစ္စာတွေကကျွန်တော် gazetted holiday ဘယ်ဥစ္စာတွေကတော့လာတယ်အလုပ်လုပ်တယ်ဒါမှမဟုတ်လို့ရှိရင်သူ casually ဒါမှမဟုတ် angly အစားရှိတယ်ပြန်ထည့်ရမှာနော်အဲ့တော့အောင်ဒီမှာအောင်ကတကယ်လို့သူကအလုပ်လာတယ်ဆိုလို့ရှိရင်ကျွန်တော် P လို့သတ်မှတ်လိုက်မယ် present လို့နော် present လက်ရှိအလုပ်လုပ်တယ်ပေါ့နော်အဲ့လိုမသတ်မှတ်ချင်ဘူးဆိုလို့ရှိရင်ကိုကြိုက်တဲ့ keyword ကိုမှတ်လို့ရတယ်ဒါ keyword နဲ့မှတ်လို့ရတယ်အတူကောက်ပေးလိုက်ပေါ့နော်အဲ့တော့သူအလုပ်လာတယ်ဆိုရင်ကျွန်တော်ဒီဘက်ကိုဆွဲလိုက်မယ်ဒီရက်တွေတိုင်းအလုပ်လာတယ်ပေါ့နော်အဲ့တော့ဒီ sheet တွေမှာလည်းအလုပ်လာတယ်ဆိုပြီးတော့ကျွန်တော်ကဖြည့်လိုက်ပါနော် Okay ဒါဆိုရင်လာတဲ့လူတွေပေါ့နော်အဲ့တော့ဒီလူကတော့ဒီမှာစပြီးတော့မဝင်သေးဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီလမှာမဝင်သေးဘူးဆိုလို့ရှိရင်တော့ဘာရိုက်လို့ရလဲဆိုလို့ရှိရင်ဒီထဲက new တို့ start တို့နော်ဒါရိုက်လို့ရတယ်အဲ့တော့ new ခုမှစဝင်မယ်ဆိုလို့ရှိရင် start ဖြစ်တဲ့ new ရိုက်လို့ရတယ်ခုမှစဝင်တယ်ဆိုမရောက်သေးဘူးပေါ့သူကမရောက်သေးရဖြစ်တဲ့အတွက်ကျွန်တော် earn လို့ရိုက်လိုက်မယ်ဒါမရောက်သေးဘူးဒီရက်ဒီမှာသူမရောက်သေးဘူးနော်ဒီရက်မှာစဝင်တယ်ဆိုလို့ရှိရင်ဒီရောက်မှကျွန်တော် P ရပြန်စမှာနော်သူကဒီလိုပြီးသွားမှာနော်အဲ့ဒီဘောကလူတွေကတော့ရှိတယ်ဆိုလို့ရှိရင်ဆွဲလို့ရတယ်အခု free hand နဲ့ဆွဲချလို့ရတယ်โอเคဒါအလုံးလာတဲ့ရက်တွေကို P တွေနဲ့ပြထားတယ်ဗောနော်အဲ့တော့ပြီးတော့ဒီကူကဒီလောက်ကနေပြီးတော့အလုံးထွက်သွားတယ်ဗောနော်အလုံးထွက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ resign လား dismiss လားယူလို့ရတယ်ဥပမာကျွန်တော်ကသူ resign လုပ်သွားတယ်ဆိုလို့ရှိရင်တော့ R နဲ့သတ်မှတ်လိုက်ဒီမှာဒီနောက်တွေအကုန်လုံးသူ resign လုပ်သွားတာဖြစ်မယ်โอเคပြီးတော့ဒီညကိုလည်းဒီလိုပဲဒီလောက်ကနေပြီးတော့သူ့ကိုထုတ်ပလိုက်တယ်ပေါ့ dismiss ပေါ့နော် D လို့ရိုက်ထားလိုက်မယ်အဲဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ D ဆွဲထားလိုက်ဒါကြောင့် data တွေထည့်တဲ့အပိုင်းကြီးပေါ့နော်ဟိုတနေ့ချင်းစီရိုက်ထည့်ရမှာဆိုတော့ဒီလိုအထောင်လိုက်ရိုက်ထည့်ရမှာပေါ့နော်သူထွက်သွားပြီလား D လေးလားပြီးသွားလို့ရှိရင် resign လုပ်သွားတာအစားရှိပြင်သတ်မှတ်ထားတဲ့ဟာတွေကိုထည့်လို့ရပါတယ် Okay အဲ့တော့ပထမဆုံးကြောက်ကကျွန်တော်တို့ဒီမှာ leap ယူတယ်ဆိုလို့ရှိရင်လည်း cache လေးယူတာပေါ့နော် cache လေးဆိုလို့ရှိရင် C ပေါ့ဒီနည်းနဲ့ဒီ leap တွေယူလားမယူလားဒါကျွန်တော် data ကို sample အနေနဲ့ဖြည့်ပြထားပါဘောနော်ဒါဒီလိုလာတယ်ပြီးတော့လို့ရှိရင်ဒီအောက်ကဒီလိုလဲလုပ်စင်းနေပါနော်
okay အဲ့လိုမျိုး n လေးယူထားတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က e ပေါ့ e လို့ရိုက်ထည့်လိုက်မယ်ပြီးတော့ရင်2ရက်ယူထားတယ်ပေါ့နော်ဒီလိုတွက်မယ်ဆိုလည်းရပါတယ်โอเคပြီးတော့ဒီဘက်မှာကျွန်တော်တို့ lead တင်အများကြီးရှိရပါတော့ကိုအဆင်ပြေရဲ့ lead တွေထည့်ပေါ့ဟိုသူယူထားတဲ့ခွင့်တွေကကုန်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့က unlead တို့ cache lead တို့မရဘူးဆိုလို့ရှိရင်တခြား lead ထည့်ပေးပေါ့ unpaid lead တို့ဟိုပြီးတော့ sick lead တို့ဒါမျိုးတွေထည့်လို့ရတယ်ပေါ့နော်ဒီမှာ unpaid lead ယူဆိုပြီးတော့ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာ sick lead ဆိုပြီးတော့ထည့်လိုက်မယ်နော်နှစ်ကွက်လောက်ထည့်လိုက်အောင်နော် unpaid ကိုလည်းမြင်အောင်နှစ်ကွက်လောက်ထည့်လိုက်မယ် okay စင်ပြေရဲ့ lead တွေထည့်ပါနော်ပြီးတော့လုံးဝခွင့်မတိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့သူက absent ဖြစ်နိုင်သေးတယ်အဲ့တော့ဒီမှာကျွန်တော် absent နေရှိသေးလား absent တရက်ပြတ်သွားတယ်ဒီမှာလည်း absent ပြတ်သွားတယ် absent အဲ့လိုနေနဲ့ထည့်လို့ရတယ်ပြီးသွားလို့ရှိရင်တော့သူအလုပ်ဆင်းတဲ့ရက်တွေကိုတော့တန်းစီပြီးတော့ထည့်တာပါနော်ပြီးလိုက်ထည့်လိုက်မယ် sample data အနေနဲ့ဖြည့်ပြတာပါအဲ့တော့ကိုအဆင်ပြေသလိုပြီးထည့်မလားပြီးသွားလို့ရှိရင် leaf ယူထားရင် leaf တွေထည့်ပါနော်အဲ့လိုမျိုးထည့်လို့ရတယ်ပြီးသွားရင်ဒီမှာလည်းကျွန်တော်ပြီးတွေပဲလိုက်ထည့်လိုက်မယ်ပြီးထည့်လိုက်မယ်ပြီးလို့ဆင်းနေရတယ်ပေါ့နော်အဲ့ဒီမှာတော့ဒီ date မပါဘူးဆိုတော့ဒီလထဲမှာမထည့်ထားတော့ဘူးဒါနောက်လတွေအတွက်ကိုဆွဲတဲ့အခါကျလို့ရှိရင်31ရက်တက်တဲ့အခါကျရင် date 10ဘက်တခါလည်းပါသွားအောင်ယူထားလိုက်တာ31အထိယူထားလိုက်တာပေါ့နော်ပုံမှန်အပြင်30အထိလည်းရှိမယ်တခါကျရင်28နဲ့တက်ပေါ့နော်โอเคဒီနည်းနဲ့ကျွန်တော်တို့က data တွေအရင်ဆုံးထည့်ထားလိုက်မယ်ပေါ့နော်အဲ့တော့ data တွေထည့်ထားလိုက်မယ်ကျွန်တော်နည်းနည်းလေးခြုံပြလိုက်အဲ့ဒါဆိုဒီလိုပုံစံမျိုးလေးရအောင်ဘောမှာ date တွေရှိရဲတလစာပေါ့နော်ဒီဥစ္စာလေးတလစာအဲ့တော့ကျွန်တော်အားကြောင့်လို့ကျွန်တော်ဆိုပြီးတော့ပုံမှာခေါင်းစဉ်တက်ထားဒီဥစ္စာကဒီ step daily attendance record ဟာဒီကျွန်တော်ရဲ့လအတွက်ကျွန်တော်က create လုပ်တာဖြစ်တယ်ပေါ့နော်ဒီဘက်ကမူတည်ပြီးတော့နာမည်ကြီးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့သက်ဆိုင်တဲ့ data တွေပေါ့နော်သူခွင့်ယူလားဒါမှမဟုတ်အလုပ်လားမလားဒါတွေကိုကျွန်တော်တို့ record လုပ်တာဒီဥစ္စာတွေကိုတယောက်ကရိုက်ထည့်ပြရမှာပေါ့နော်အဲ့တော့ဒီက record လုပ်ထားတယ်ပြီးသွားရင်ဒီ data ကနေပြီးတော့ဒီ data ကိုကွဲပြားဖြစ်သွားအောင်ကျွန်တော်တို့ကအရောင်လေးထည့်နေတယ်ပေါ့နော်အရောင်လေးထည့်နေတယ်ဆိုလို့ရှိရင်ခုနကလိုပဲပါလို့ရှိရင်
ဘာ color ထည့်ပါလို့ကျွန်တော်ကပြောလို့ရတယ်ဘယ်ထဲမှာဆို conditional formatting ထဲမှာပဲသွားပြောလို့ရတယ် selection မှတ်လိုက်တယ် conditional formatting ပေါ့နော်အဲ့ထက်မှာ click ချက်နှိပ်လိုက်ပြီးသွားရင် highlight cell rule okay အဲ့မှာ tested content ဆိုတာလေးရွေးလိုက်မယ် click ချက်နှိပ်တယ်အဲ့တော့ P ဆိုလို့ရှိရင်တော့ကျွန်တော်မထားတော့ဘူး P တွေကအများကြီးပါတာဖြစ်တဲ့အတွက်အဲ့တော့ G ဆိုလို့ရှိရင်ကျွန်တော် off day ဖြစ်တဲ့အတွက်အနီရောင်ကြီးထားလိုက်မယ် custom format မှာ field မှာအနီရောင်ထားလိုက်မယ်ပြီးသွား okay ဒါဆိုရင်တောက်လျှောက်ဒီဥစ္စာရပါလဲဆိုတော့လုံးဝ off day ဆိုတာပြီးတာနော်ဒါချီတွေပဲပေါ့နော်အဲဒါ off day တွေဆိုတော့သူကသူ resign လုပ်ပါလို့ဒါချီတွေပဲနော်အဲ့တော့ဒါ off day ဆိုတာလုံးဝသိတာလေပြီးတော့ဒါ web selection ပြန်မှတ်ပေါ့နော် selection ပြန်မှတ်ပြီးတော့ဒီထဲက cell quad တွေဆိုလို့ရှိရင်ကျွန်တော်ကဘာ color ပေးမလဲပေါ့နော်အဲ့လိုမျိုးရွေးလို့ရတယ် casually ဆိုရင်ကျွန်တော်ကအစိမ်းရောင်လေးပေးချင်တယ်ပေါ့နော် tested content ပြီးရင် C လို့ရိုက်ထည့်လိုက်မယ် C ဆိုလို့ရှိရင်ကျွန်တော်က custom format မှာအစိမ်းရောင်လေးပြမယ်okay အဲဆိုရင် C ဆိုလို့ရှိရင်သူအစိမ်းရောင်လေးပြပေးလိမ့်မယ် selection မှတ်ထားတယ်နောက်တစ်ခါ tested content မယ် C ပြီးတော့ကျွန်တော်တို့က angly ပေါ့နော် E ဆိုလို့ရှိရင် custom format မှာကိုကြိုက်သလိုပြလို့ရတယ်ပေါ့ဒါကတော့အဆင်ပြေသလိုပြလို့ရတယ်အဝါရောင်လေးနဲ့ပြလိုက်မယ်ပြီးသွား okay ဒါဆိုရင်တခုရပြီနောက်ထပ် conditional formatting highlight tested content ပေါ့နော်အဲ့မှာ dismiss D ဆိုလို့ရှိရင်ကျွန်တော် dismiss လုပ်လိုက်တာဖြစ်တဲ့အတွက်လုံးဝအမဲရောင်နဲ့ပြလိုက်မယ်ပြီးသွား okayမဲရောင်နဲ့ဖြစ်တော့မပေါ်ဘူးဖြစ်နေတယ်အဲ့တော့ဒီ font ကိုပါကျွန်တော်ကအနီရောင်ပြောင်းလိုက်မှသူပေါ်လာမှထင်တယ်ဒါမှမဟုတ်အဖြူရောင်ပြောင်းလိုက်တော့မှပြီးသွားရင် okay အဲဆိုရင်ဒီကလုံးဝထုတ်တာ dismiss လုပ်ထားတယ်အဖြူရောင်နဲ့အနက်ရောင် background ပေါ်မှာဒီလိုပြလိုက်မယ်နော်အဲ့တော့ကိုယ်အဆင်ပြေသလို design တွေ color တွေခြယ်လို့ရပါတယ်ဒါကတော့ပြီးသွားရင် tested content ယူဆိုလို့ရှိရင်တော့ custom format field မှာ purple လေးနဲ့ပြလိုက်မယ်ပြီးသွား okay ဒါဆိုလို့ရှိရင်ယူကခရမ်းရောင်လေးနဲ့ပြပါတော့နော်resign လုပ်သွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအရောင်တစ်အောင်နဲ့ပြလိုက်မယ် resign လုပ်သွားတာလား tested content resign ဆိုရင် R ပေါ့နော်အဲ့တော့ custom format ထဲမှာအနက်ကိုပဲပြီးသွားရင် font color ကိုကျွန်တော်အနီနဲ့ထားပေးလိုက်ပြီးသွားရင် okay ပေါ့အဲဆိုလို့ရှိရင် R ကလည်း resign လုပ်သွားတယ်ပေါ့နော်ဒါ resign လုပ်သွားတဲ့ဟာဆိုလို့ရှိရင်ဒီနည်းနဲ့ပြလို့ရတယ်ပေါ့အဲ့တော့ပြီးတော့ selection လေးပြန်မှတ်ထားမယ် selection ပြုတ်သွားရင် selection ပြန်မှတ်ပေါ့နောက်ဘာကြံသေးလဲ U ပြီးတော့လို့ရှိရင် R E S S ဆိုလို့ရှိရင်ကျွန်တော်ဘာ color နဲ့ထည့်မလဲကိုယ့်ကိုတတ်မှတ်ပေါ့နော် tested content X ဆိုလို့ရှိရင် custom format field ထဲမှာအပြာလေးနဲ့ပြရင်ကောင်းမယ်ပြအောင်လေးနဲ့ပြလိုက်မယ်ပြီးသွား okay okay အဲ့ဒါကျွန်တော်တို့အရောင်တော့တော်တော်စုံသွားပြီ E D P S R C ပြီးတော့ N ကျန်သေးရနော် N ဆိုလို့ရှိရင် N ဆိုတာကသူအလုံးမစင်းရသေးဘူးပေါ့နော်စင်းဟိုအစ်အရင်မဝင်ခင်မှာအရင်ရက်တွေကို N လို့သတ်မှတ်ထားတာနော်ပြီးတော့တစ်ချက် custom format နည်းညိုရောင်လေးနဲ့တွားလိုက်မယ်ပြီးတော့ okay okay အဲ့ဒါကျွန်တော်တို့ဒီလို design တွေကိုယ်တိုင်စိတ်ကြိုက်ဖန်တီးယူလို့ရမှာထင်ပါတယ်
အဲ့တော့အကြောင်းတွေဖြည့်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးပြန်ချဲလိုက်မယ်ဆိုရင်ဒီနည်းနဲ့ design တွေရမယ်โอเคပြီးတော့ကျွန်တော် selection လေးမှတ်လိုက်မယ် INDT ကိုလုံးဝ center ယူလိုက်မယ်လှပါအောင်လို့ကြည့်လို့โอเคအဲ့တော့ပုံမှန်လုံစင်းတဲ့ရက်တွေကတော့ဒီတိုင်း P ဒီတိုင်းလေးပဲထားလိုက်မယ်ကျန်တဲ့ထူးခြားတဲ့ရက်တွေဆိုလို့ရှိရင်ကျွန်တော်တို့မြင်သာအောင်လို့ဘာတွေလုပ်မလဲဆိုလို့ရှိရင် color တွေထည့်မှာပေါ့နော်အဲ့တော့ဒါတော့ color ထည့်တဲ့အနေထားကျွန်တော်ရပါပြီအဲ့တော့ပြီးတော့ save လေးနှိပ်ထားလိုက်အောင်မယ်အဲ့တော့ဒါသူတို့ daily တက်တဲ့ record တွေကိုကျွန်တော်ကတစ်လသာဖြည့်ထားလိုက်တယ်ပေါ့နော်သူတို့ကအလုပ်တက်တယ်ဒီတရားဆိုလို့ရှိရင်ဒီမှာ resign လုပ်သွားပြီပေါ့နော်ဒီ20ရက်နေ့ကစပြီးတော့ resign လုပ်သွားပြီဒါဆိုလို့ရှိရင်မောင်မောင်ကဘယ်ရက်နေ့မှစဝင်လဲ6ရက်နေ့မှလို့စဝင်လာတယ်ပြီးတော့ dismiss လုပ်လိုက်တယ်များများတော့စီကံမလိုက်နာလို့ပဲဖြစ်ပါဖြစ် dismiss ထုတ်လိုက်တယ်ပေါ့နော်အဲ့လိုတွက်လို့ရတယ်သူတို့တော့ annually ပေးထားတယ် casually ပေးထားတယ် sickly ပေးထားတယ် unpaidly ပေးထားတယ်ပေါ့နော်ကိုသူတို့မလာနိုင်တဲ့အတွက်ကျွန်တော်တို့ကဘာ leave တွေယူရှင်လဲအဲ့ပုံကိုပြီးတော့ပေးလို့ရတယ်ပေါ့နော် leave တွေပေးလို့ရတယ်ဒီမှာ absent တခုလေးကြံသေးတယ်ပေါ့နော်အဲ့တော့ absent ဆိုတော့ခွင့်မတိုင်မဲနဲ့ပြတ်တာပေါ့နော် absent ဆိုတော့ကျွန်တော်တို့က test that contain AB ပေါ့သူရဲ့ဥစ္စာတွေက AB ဆိုလို့ရှိရင်ဘာ color လေးနဲ့ပြအောင်လဲပေါ့နော်အဲ့တော့စိမ့်နုပေါ်မှာပဲအနီရောင်လေးနဲ့ပြလိုက်ရင်ကောင်းမှာတယ်ဒါမှမဟုတ် over တောက်နဲ့ပြလိုက်ပြီးတော့ okay အဲ့ဆိုရင် absent နေဆိုလို့ရှိရင်တော့သူတို့က AB ဆိုပြီးတော့အကြောင်းတစ်မျိုးလေးနဲ့ပြပါတော့ absent ကတော့ခွင့်လည်းမတိုင်ပါလည်းမတိုင်ဆိုတော့သူတို့ထက်ခံဒီမှာအကွက်တွေပေါ့နော်အဲ့တော့ကိုလိုချင်တယ်လို့အတူကောက်တွေပေးပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းကိုလိုတယ်လို့ data ချက်လက်တွေဖြည့်ပြီးတော့အကြောင်းတွေနဲ့အသုံးပြုလို့ရတယ်မလိုတာတွေဆိုလို့ရှိရင်လည်းဖယ်ထုတ်ပြလို့ရပါတယ်နော်မလိုချင်တဲ့ leave တွေပါဆိုလည်းထည့်သွင်းရေးသားဖို့မလိုဘူးပေါ့နော်အဲ့လိုနည်းနဲ့သုံးလို့ရတယ်ဒီအဲ့တော့ဒီဘက်မှာကျွန်တော် set တွက်မယ်ပေါ့နော်တွက်မယ်ဆိုတော့ပထမဆုံးကျွန်တော်ကဒီမှာက start resign dismiss အဲ့ဆိုတာကခုနကပြောတဲ့ new ဆိုအလုံးမစင်းရသေးဘူးနော်ဒါတွေထည့်မတွက်ဘူးပေါ့အဲ့မတွက်တော့ကျွန်တော်ဒါတွေနဲ့ပြီးသွားရင် r နဲ့ dismiss နဲ့အဲ့ဥစ္စာတွေဆိုလို့ရှိရင်ဒီအရှိအကွက်ထဲမှာ count လုပ်ချင်တယ်ပေါ့နော်အဲ့တော့ p ဆိုလို့ရှိရင် p ဘယ်နှလုံးရှိလဲ c ဘယ်နှလုံးရှိလဲ u ဘယ်နှလုံးရှိလဲဒီလို count လုပ်နေပေါ့အဲ့တော့ c ဘယ်နှလုံးရှိလဲဆိုရင်သူက casually ဘယ်နှကြိမ်ယူထားတယ်ဒီလိုမျိုးတွက်မှာပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်စတွက်မယ်အဲ့တော့တွက်မယ်ဆိုရင်ကျွန်တော်က equal count if နဲ့တွက်လို့ရတယ် count if နဲ့တွက်တယ်ဘယ် range ထဲမှာလဲကျွန်တော်ကဒီဘက်ကိုတွက်ချင်တဲ့ range ပေါ့ဒီကနေပြီးတော့ဒီ range ထဲမှာဒီလို range ပေးလိုက်တယ်ပြီးတော့ comma ဘာကိုဆွဲထုတ်ချင်တာလဲအခုက new ဆိုတာလေးကိုဆွဲထုတ်ချင်တာဆိုတော့ new ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးတော့ convert အဲ့တော့ new ရိုက်တဲ့နေရာမှာကျွန်တော်တို့က criteria ဖြစ်တဲ့အတွက် and ဆိုတာလေးကို double quotes ထဲကိုထည့်ရိုက်ပြီးတော့ convert black အဲ့တော့ဒီတစ်ခုတွက်ပြီးသွားရင်နောက်တစ်ခုနဲ့ဆက်ပေါင်းမှာဘာတွေထည့်ထားမှာလဲဆိုဒီထဲမှာ start နဲ့ resign နဲ့ dismiss တယ်ဒီနေ့အရင်ပြောရင် n ရဲ့ r ရဲ့ d ရဲ့ကိုပေါင်းပြီးတော့ထည့်ထားမယ်အဲ့တော့နောက်တစ်ခု count if set တော့မယ်ခုနကဟုတ်စားလို့ပဲ range ကဒီတိုင်းပဲ e2 ကနေပြီးတော့ ah2 e2 ကနေပြီးတော့ ah2 ဒါရိုက်ပဲထည့်လိုက်တော့မယ်ပြီးတော့ comma criteria က n ရဲ့ r ရဲ့ d ရဲ့ဆိုတော့ဒါ r လို့ထည့်လိုက်မယ် fine then pay black okay နောက်တစ်ခုကဆို unt if count if range ကခုနဟာပဲ e2 ကနေပြီးတော့ ah2 ထိယူလိုက်မယ်ဘာကိုရှာမှာလဲ dismiss ဆိုတဲ့ d ကိုရှာမယ်ပြီးတော့ convert အဲဆိုလို့ရှိရင် count if ကနေပြီးတော့ n ကိုရှာတယ် count if နဲ့ r ကိုရှာတယ် count if နဲ့ d ကိုရှာတယ်အဲ့တခုချင်းစီရှာတာတွေကတို့ return ပြန်ပြီး d ဆိုဘယ်နှလုံးရှိတယ် r ဆိုဘယ်နှလုံးရှိတယ် n ဆိုဘယ်နှလုံးရှိတယ်ပေါ့နော်
အဲ့လိုပြန်ပေးတယ်ပေးတဲ့အခါမှာ plus sign နေနဲ့ခံပြီးတော့ပေါင်းလိုက်တယ်ပြီးတော့ enter ခေါက်ချလိုက်အဲ့ဒါမရှိတဲ့အကွက်တွေက0လို့ပြလိုက်မယ်ပြီးတော့ကျွန်တော် free hand နဲ့ဆွဲချမယ်အဲ့ဆိုလို့ရှိရင် R ရှိတဲ့လူကဘယ်နှကြိမ်နေရှိရဲဆိုတာကိုသူကတခါတည်းတွက်ပေးသွားလိမ့်မယ်ကောင်းလုပ်ပေးသွားလိမ့်မယ်နယူးဘယ်နှကြိမ်ရှိလဲပေါ့ဒါတွေကောင်းလုပ်ပေးသွားလိမ့်မယ် okay အဲ့ဆိုရင် U ဆိုလဲအဲ့တိုင်းပဲကျွန်တော်တို့တွက်မယ်အဲ့တော့ U ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတစ်ခုပဲတွက်ကြရမယ်အများကြီးမတွက်စရာမလိုတော့ခုနကလိုပဲကောင်းရဲ့ပြီးတော့ range က A2 ကနေပြီးတော့ AH2 ထိသွားမယ်အဲ့ထဲမှာဘာကိုဆွဲထုတ်မှာလဲဆိုရင် U ကိုဆွဲထုတ်မှာပေါ့နော်ပြီးတော့ခွင်ပဲအန္တထောက်ချအဲ့ဒါရင် unbailey ဆိုတာရှိလို့ချင်းဒီထဲမှာပြမှာပေါ့မရှိဘူးဆိုရင်တော့မပြဘူး free hand နဲ့ဆွဲချလိုက်မှာအဲ့တော့ U နှလုံးရှိတဲ့အကွက်မှာ2လို့ပြလိုက်မှာ okay အဲ့တော့နောက်တစ်ခုကျွန်တော်ဘာကိုဆက်ပြီးတော့တွက်မလဲဆိုတော့ F-Zen ကနေပြီးတော့နောက်ဆုံး gazetted holiday ရှိတွက်မယ်ဆိုတော့ဒီကနေပြီးတော့ formula ကို copy ကူးလိုက်မှာနော်အဲ့တော့ selection လေးပေးလိုက်မယ် control C run sk လေးနှိပ်လိုက်မယ်ပြီးတော့ဒီမှာ control V လို့ထည့်လိုက်မယ်ပြီးတော့နောက်တစ်ခု control V နောက်တစ်ခု 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 control V ဒီနည်းနဲ့ကျွန်တော်တို့က copy paste လုပ်သွားမယ်အဲ့တော့ဒီမှာဘာကိုရှာမှာလဲ F-Zen ကိုရှာမှာဆိုတော့ဒီထဲမှာပဲပြင်လို့ရတယ် AB ဆိုပြီးတော့ဒါဒီဘက်ကက E ကိုရှာမယ်ဒီကဒီဘက်နောက်တစ်ခါက C ကိုရှာမယ်ဒီကဒီဘက်နောက်တစ်ခါက S ကိုရှာမယ်ဒီဘက်နောက်တစ်ခါက M ကိုရှာမယ်ဒီဘက်နောက်တစ်ခါက I ကိုရှာမယ်ဒီဘက်နောက်တစ်ခါက T ကိုရှာမယ်ဒီဘက်နောက်တစ်ခါက G ကိုရှာမယ် okay ဒီနည်းနဲ့ကျွန်တော်တို့က data တွေကို copy formula copy ကူးပြီးတော့ကိုလိုချင်တဲ့ဟာလေးကိုနောက်မှလိုက်ရှာပြီးတော့ပြောင်းလိုက်လို့ရတယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော် free hand နဲ့ဆွဲချမှာเนาะဒီကနေ selection ပေးပြီးတော့ free hand နဲ့ဆွဲချလိုက် okay အဲ့ဒါကျွန်တော် G တွေကပုံမှန်အဖြစ်၄ခုစီရှိနေလိမ့်မယ်ပြီးတော့လို့ရှိရင် specially က3ခုရှိလိမ့်မယ်ပြီးတော့ F-Zen က1ခုရှိမယ်ပြီးတော့ Unly က2ခုရှိမယ်ပြီးတော့ဒီမှာကဒါဘာကလေးလဲ Unly က2ခုရှိမယ်ပြီးတော့ဒီကောင်က sickly က2ခုရှိမယ် unbailey U က2ခုရှိမယ်အဲ့တော့ကျွန်တော်တို့ကိုလိုချင်တဲ့ဘာတွေထွက်လာပြီလဲ total C ဘယ်နှလုံးလဲပြီးတော့ U ဘယ်နှလုံးလဲ AB ဘယ်နှလုံးလဲအစရှိသည်ဖြင့်ကျွန်တော်တို့ count လုပ်လို့ရတယ်ဘာ formula လေးနဲ့ count လုပ်လဲဆိုရင် count if နဲ့လုပ်ပါတယ်နော် okay ပြီးတော့ဆိုရင်ကျွန်တော်နောက်မှာ total leaf တွက်မှာပေါ့နော် total leaf တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်က leaf ထဲမှာဘယ်ကနေဘယ်ထိပါမလဲဆိုလို့ရှိရင် unpaid ကနေပြီးတော့ compassionate ထိပါမယ် gazetted နဲ့ start resign dismiss တွေက leaf တွေမဟုတ်ပါဘူးအဲ့တော့ leaf ဖြစ်တဲ့ဟာတွေကိုပဲကျွန်တော်တို့ပေါင်းလိုက်မှာပေါ့နော် equal sum နဲ့ပေါင်းလို့လည်းရတယ်တကယ်ခေါ်ဘယ်ကနေဘယ်ထိပေါင်းလဲဆိုရင်ဒီကနေပြီးတော့ compassionate leaf ထိပေါင်းလိုက်မယ်ပြီးတော့ခွင့်ပေး enter ခေါက်ချအဲကျွန်တော်တို့ leaf နဲ့ရရှိတယ်ဆိုတာကို total leaf တွေကိုတွက်ထုတ်လို့ရပါတယ် free hand နဲ့ဆွဲချလိုက်မယ်ပြီးသွားလို့ရှိရင် total paint days လေးဒီထဲမှာကျွန်တော်တို့က paint days တွေဘယ်လောက်ရှိလဲပေါ့နော် paint days ဆိုတာကခုနက unpaid တို့ absent မပါဘူး Unly ကနေပြီးတော့ compassionate leave ဒီပါမယ်အဲ့ဒီတွေအကုန်လုံးကသူကမဖြတ်ဘူးပေါ့နော်ပတ်စံလာစာပေးမယ်ပတ်စံအဲ့ဒီကနေဒီ leave တွေကိုအကြောင်းပြပြီးတော့ဖြတ်လို့မရဘူးเนาะအဲ့တော့ paint day leave တွေကိုတွက်ကြည့်မယ်ဆိုရင် equal sum နဲ့ပဲပြင်မယ်ဘယ်ကနေဘယ်ထိလဲဆိုရင်
and ကနေပြီးတော့ဒီဘက် compassionate ပြီးသွားရင်ခွင်းပိတ်လိုက်မယ် under ကောက်ချလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ total paint days လေးရမယ်ပြီးတော့ free hand နဲ့ဆွဲချမယ် okay အဲ့တော့ဒီမှာသူက casually ဖြစ်တဲ့အတွက်ကျွန်တော်တို့က paint day ထဲပါတယ် totally ထဲမှာလည်း3ခုပဲတကယ်လို့ကျွန်တော်တို့ကဒီကောင် absent ဖြစ်သွားတယ်ဆိုလို့ရှိရင် paint daily ထဲမှာမပါတော့ဘူးသူက totally ထဲမှာပဲရှိမယ် okay အဲ့တော့ပြီးသွားရင်ကျွန်တော် working days by step ပေါ့နော်ဒီဝန်ထမ်းတယောက်ရဲ့ဘယ်နဲ့ရဲလောက်ထားလဲဆိုတာကိုတွေ့မယ်အဲ့တော့ရှင်းပါတယ် total တွေကနေပြီးတော့ဘာကိုနှုတ်လိုက်မယ်လဲဆိုလို့ရှိရင်အရှိက start တို့ resign တို့ dismiss တို့နှုတ်လိုက်လို့ရှိရင်ရတယ်နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်တွက်မယ် equal counta count a ဆိုတဲ့ function လေးနဲ့တွက်မယ် count a ဘယ်ကနေဘယ်အထိလဲဆိုလို့ရှိရင်ခုနကလိုပဲဒီတစ်လလုံးကျွန်တော် selection ပေးလိုက်ဒီအထိကို selection ပေးလိုက်မယ်ဒီဥစ္စာပါလဲဆိုလို့ရှိရင် e2 ကနေပြီးတော့ h2 ဆိုတာဒီ value ပေါ့နော်ဒီ value ကို count လုပ်ခိုင်းလိုက်တာဘယ်နှကွက်ရှိလဲဆို count လုပ်ခိုင်းလိုက်တာပြီးတော့နှုတ်ဘာကိုနှုတ်မလဲဆိုလို့ရှိရင်ဒီ start အလုံးမစင်းထားတဲ့ဟာတွေပေါ့နော်သူ start ဆိုလို့ရှိရင်လည်း new ဖြစ်တဲ့အတွက်အလုံးမစင်းရသေးဘူး resign ဆိုရင်လည်း r ဖြစ်တဲ့အတွက်သူက resign ထွက်သွားတဲ့ရက်တွေ dismiss ဆိုလို့ရှိရင်လည်းလုပ်လိုက်တဲ့ရက်တွေလဲဆိုရင်အလုပ်ထုတ်လိုက်တဲ့ရက်တွေပေါ့နော်အဲ့ဒါကိုနှုတ်ပေးလိုက်မယ်ပြီးတော့ under ကောက်ချတယ်အဲဆိုလို့ရှိရင်သူရဲ့ working day ကဘယ်လောက်ရှိလဲဆိုရင်ရှိမယ်အဲ့တော့သူကတရက်မှမပြတ်ထားတာဖြစ်တဲ့အတွက် gazetted holiday တွေပါပုံမှန်အားဖြင့်ကျွန်တော်တို့ကထည့်ပြီးတော့တွက်ချင်တယ်ဆိုလို့ရှိရင်เนาะဒီ working day by step နဲ့တွက်လို့ရတယ်အဲဆိုရင်သူကဒီမှာတွေ resign လုပ်သွားတယ်ဆိုလို့ရှိရင်သူကရက်20ပဲသူလုပ်ထားတာရှိတယ်ဒါတွေကဘာတွေပါလဲဆိုရင် gazetted holiday တွေပါပါတယ်ဒါဆိုရင် dismiss လုပ်လိုက်တယ်14ရက်အလုပ်သွားတာရှိတယ်เนาะဟိုတချို့လစာတွေကဒီပေါ်မှာတွက်ပြီးတော့အခြေခံပြီးတော့တွက်တယ်ဘာလို့လဲဆိုရင်30နဲ့စားတာတို့ဒါမှမဟုတ်သူအလုပ်ဆင်းတဲ့ရက်နဲ့စားတာတို့ပေါ့နော်အဲ့လိုတွက်သွားတဲ့ဟာရှိတယ်အဲ့တော့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် total working days နဲ့စားလို့ရတယ်အဲ့တော့ total working days ဆိုတာဒီလမှာဘယ်နှစ်ရက်ရှိလဲ gazetted holiday ကိုနှုတ်လိုက်အဲ့ရက်ကိုပဲပေးပြီးတော့ဘာလုပ်မလဲဆိုလို့ရှိရင်နှုတ်ပေးလိမ့်မယ်ဘယ်လိုမျိုးလဲဆိုရင် equal ခုနဒီကနေပြီးတော့ကောင်းနေသွားမှာရှိရနေပြီးတော့ cound ကောင်း a နဲ့တွက်လိုက်မယ်အဲ့ထက်ကနေပြီးတော့ကျွန်တော်တို့ကနှုတ်ဘာကိုနှုတ်လိုက်မယ်ဆိုရင် gazetted holiday ကိုနှုတ်ပေးလိုက်လို့ရှိရင်လည်းဘာရပြီဆိုလို့ရှိရင်သူ့ရဲ့ total working days ရတကယ်လို့ gazetted holiday က4ရက်ရှိလို့ရှိရင်ကျွန်တော်တို့ကဒီလမှာ30ရှိရဆိုရင်26ရက်နဲ့စားမယ်။ဥပမာ3သိန်းကို26နဲ့စားမယ်။သူ့ရဲ့တရက်လောက်ခလာတာထောက်။အဲ့လိုမဟုတ်သူ့ရဲ့ဝန်ထမ်းလောက်ထားတဲ့ step ရဲ့ working day နဲ့ပဲစားနေတယ်ဆိုရင်ဒီ working day နဲ့စားလို့ရတယ်။30နဲ့စားမှာ28နဲ့စားမှာ14နဲ့စားမှာအစားရှိပြီးစားလို့ရတယ်နော်။အဲ့တော့ဒီမှာ working day ရတယ်။ပြောရင် free hand လေးဆွဲချလိုက်ဒါကတော့26ဆိုရင်26ကြီးပဲအကုန်လုံးကြာမှာပဲเนาะဒါ total working day ဆိုတော့အဲ့တော့အဲ့မှာကျွန်တော်တို့က gazetted holiday ကဒီ4ရက်ပဲရှိတာမဟုတ်ဘူးတခြားလာပြီးနေလို့ပါတော့ပိတ်တာရှိသေးတယ်ပေါ့เนาะအဲ့လိုပိတ်တာရှိတယ်ဆိုလို့ရှင်တော့ gazetted holiday တိုးလာလိမ့်မယ်အဲ့တော့ဒီမှာလာပြီးနေဆိုလို့ရှင်ကျွန်တော်တို့ကဒီဥစ္စာတကယ်လို့လာပြီးဖြစ်ရင်ကျွန်တော် G လို့ရိုက်ထည့်လိုက်လို့ရှင်G လို့ရိုက်ထည့်လိုက်လို့ရှင်သူအနေပေါ်လာမယ်ဒီမှာ working day က25လို့တောင်းတာမယ်အဲ့တော့ဒီမှာတော့ဟိုကတော့မဟုတ်ဘူးဒါပြည့်နေတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီတိုင်းမထားလိုက်မယ်အဲ့တော့ gazetted holiday ကတချို့ဥစ္စာမှာလဲနေတာမဟုတ်တခုပေါ့နော်နေတူနေရက်တွေဆိုလို့ရှိရင် G ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ working day ရော့သွားလို့ရှိရင်ရော့တဲ့ working day နဲ့စားသွားလိမ့်မယ်အဲ့တော့ဒီမှာကတော့ဒါကတော့ဒီ leave day casual leave day ဒါမှမဟုတ်လို့ရှိရင်တခြား leave day ပြီးရင် total working day နဲ့ပတ်သက်တဲ့ဟာတွေကိုတွက်ထုတ်တာပါနော်အဲ့တော့ဒီမှာကတော့ဒီထည့်ရမယ့်ဝန်ထမ်းတွေရဲ့အလုပ်ဆင်းသက်တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီ data တွေကိုဖြည့်သွင်းသွားမှာဖြစ်တယ်အဲ့လိုဖြည့်သွင်းပြီးတော့မှဒီ data တွေကို
ဒီဘက်မှာ casually တွေဘာတွေတွက်ထုတ်ထားအောင်ဖြစ်တယ်အဲ့တော့ဒီမှာတရားရောက data တစ်ခုပြောင်းလိုက်တာနဲ့ဒီဘက်မှာ auto လိုက်ပြောင်းပေးသွားမယ်သူ့ရဲ့ data တွေကိုကျွန်တော်ကဆွဲထုတ်ပြီးတော့မှဟိုဘက်မှာနောက်ရှိတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ lead တွေကိုသူယူဖို့ကြံသေးလား lead မရှိတော့ဘူးလားပေါ့နော်အဲ့လိုတစ်နှစ်စာပြန်ပြီးတော့ရှိတွေခွဲထုတ်အောင်ပေါ့နော်အဲ့တော့နောက် video မှာကျွန်တော်ဆက်ပြီးတော့ဒီ payroll အကြောင်းလေးကိုဆက်ပြီးတော့သွားပေးမယ်အဲ့တော့ဒီနေ့ကတော့ဒီ step daily attended record ကိုဒီလို create လုပ်တဲ့ဆိုတဲ့ပုံစံလေးကိုဝင်ပြပေးခဲ့တာဖြစ်ပါတယ်။ Okay ဒီ lesson file လေးလိုချင်တော့ကျွန်တော်ဒီ YouTube description အောက်က link ထဲမှာ download လုပ်လို့ရပါတယ်။ video လေးကြိုက်တဲ့ like and share လေးလုပ်ပေးနိုင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက် thank you ပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ comment မှာလည်းမှတ်ချက်ရေးခဲ့နိုင်ပါတယ်။ like and subscribe လည်းလုပ်ပေးခဲ့ပါဦး။ thank you ပါ